အဲ့ဒါများရှင်အခုဆက်လက်ပြီးတော့ကျွန်တော်တို့အစီအစဉ်ကတော့အားလုံးမျှော်လင့်ဆောင်စားနေကြတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ highlight moment တစ်ခုဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘောလုံးလောကရဲ့အမှတ်လင်္ကာတစ်ခုဖြစ်တဲ့ and lead logo ကိုမိတ်ဆက်ပေးသွားမယ်အချိန်အခါကိုရောက်ရှိလာပြီဖြစ်ပါတယ်ရှင်အဲဒါကြောင့်လို့ကျွန်တော်တို့အဲ့ဒါများအားလုံးအခုမိတ်ဆက်ပေးသွားမယ် and lead logo အတွက်ကို LED screen ပေါ်မှာစတင်ပြီးတော့ရှင်းပြပေးပါရှင်ကြောင့်စင်လာကြီးမှာရာဇဝင်မှာရွှေရောင်ထုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသောအနာဂတ်မှာ MYANMARတာညီညွတ်တဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR လို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကမ္ဘာကလေးစားဖို့ကြိုးစား